Villains are not born, they are made ဆိုတဲ့စကားအတိုင်းပဲဘယ်သူမှမွေးတဲ့အခါ villain ဖြစ်ဖို့မွေးလာတာမဟုတ်ကြပါဘူး။ပတ်ဝန်းကျင်နဲ့သူတို့ရဲ့အခြေအနေတွေကြောင့်သာ villain ဖြစ်လာခဲ့တာပါ။ဇက်လန်တစ်ခုကောင်းမို့ဆိုရင်ဇက်လန်အသွားလာနဲ့ဆိုင်တယ်လို့ဇက်လန်အပေါ်လှမ်းမိုးချုပ်ကင်ထားတဲ့ villain တွေနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်။ဇက်လန်ထဲမှာ main character တွေနဲ့အတူတွဲပြီးမြင်ရတာကတော့သူတို့ရဲ့ပြိုင်ဘက် villain တွေပါပဲ။ဒီနေ့မှာတော့ဇက်လန်ထဲမှာလူဖီတို့ရင်ဆိုင်ခဲ့ပူတဲ့ villain တွေထဲမှာ villain တွေကအကောင်းဆုံးဖြစ်မလဲဆိုတာကိုကျွန်တော်ထင်မြင်ချက်နဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်။ TikTok ကကြည့်ရှုနေကြတဲ့သူတွေအနေနဲ့လည်းကျွန်တော်ရဲ့ channel လေးကိုဘိုင်အောင်ကလင့်မချတာပေးပါတယ်။ Elvita က One Piece မှာပင်လယ်ဓမြဆိုတာကိုစတင်မိတ်ဆက်ခဲ့တဲ့ character ဖြစ်ပြီး Elvita စီကနေပင်လယ်ဓမြဆက်ဆံရက်စက်မှုတွေနဲ့ပြည်သူတင်မောတွေကိုဝင်ရောက်လူရက်မှုတွေကိုတွေ့ခဲ့ရပြီးပင်လယ်ဓမြတက်ရောက်တော့ပြီးသားခဲ့ပါတယ်။ဒါပေမဲ့ဘာကြောင့်ပင်လယ်ဓမြဖြစ်လာလဲဆိုတာကိုမသိရပဲပင်လယ်ဓမြတက်ရောက်ဖြစ်ရင်လွတ်လပ်မှုကြောက်လားငွေကြေးကြောက်လားဆိုတာကိုတေချာမသိခဲ့ရပေမဲ့ပင်လယ်ဓမြဆိုတဲ့ character ကိုတေချာမိတ်ဆက်ပေးနိုင်ခဲ့တဲ့ character တယောက်လိုပဲမြင်မိပါတယ်။လူဖီအနိုင်ယူတာကိုပထမဦးဆုံးခံရတဲ့ပင်လယ်ဓမြဖြစ်ပြီးဒါကိုမကျင်တဲ့လို့ Blue မှာ Devil Fruit စားပြီးနောက်လူဖီကိုလက်စာချေဖို့ဘာကီနဲ့ပူပေါင်းခဲ့ပါတယ်ကျွန်တော်အနေနဲ့ Elvita ကို rating ပေးရမယ်ဆိုရင်3 out of 10ပေးပါတယ် Morgan ကရေတပ်စခန်းတစ်ခုရဲ့ကပတိန်ဖြစ်ပါတယ်Morgan ကတိုက်ပွဲတစ်ခုမှာသူ့လက်တစ်ဖက်ကိုဆုံးရှုံးခဲ့ရလို့ပစိန်နဲ့အစားထိုးခဲ့ရပြီးပစိန်လက် Morgan လို့ကြော်ကြပါတယ်သူရဲ့အာဏာနဲ့ရန်ကားချင်တိုင်းရန်ကားနေတဲ့ feeling လို့ပုံဖော်ထားတဲ့ character တစ်ယောက်ဖြစ်ပြီးရေတက်တွေကလည်းမကောင်းဘူးဆိုတာကိုစတင်မိတ်ဆက်ပေးခဲ့တဲ့ character ဆိုလည်းမမှားပါဘူး။ Morgan ကအပြင်လောကကလူတွေလိုပဲအာဏာရှိတာတော့သူလို့ချင်တိုင်းလုပ်တယ်သူထင်တိုင်းကြည့်ပြီးသူ့သားဟမ်မန်ပုတ်ကလည်းဒါကိုတေချာမြင်သာအောင်ပြသပေးနိုင်ခဲ့ပါတယ်။ Morgan ကလူဖီပထမဦးဆုံးအနိုင်ယူတာခံရတဲ့ရေသက်သားဖြစ်ပြီး Morgan ကို rating ပေးရမယ်ဆိုရင်3 out of 10ပေးပါတယ်။ဘာကီကတာမန်ပင်လယ်ဓမြတယောက်ပါပဲသူ့ရဲ့ခွမ်းလိုင်းမြေပုံကိုခုံမိခဲ့လို့လူဖီတို့နဲ့စာညှိခဲ့တာပါဘာကီရဲ့အဆင့်ကအမြဲ East Blue တဲ့က villain တတာပဲရှိပါတယ်ဘာကီကဘာရာဆိုတဲ့နတ်ဆိုအတီကိုစားထားပြီးသူ့ကိုရဲ့ကြိုက်တဲ့အစိပ်ပိုင်းတွေကိုဖြောလိုက်တက်လိုက်လုံးနိုင်ပါတယ်ဘာရာနိုမီနတ်ဆိုအတီဆွမ်းကြောင်းဓာတ်တွေကိုအင်မြူဖြစ်တာတွေ့ရပါတယ်လူဖီနဲ့ဆက်ကျင်ဘက်လို့ပြောလို့ရပါတယ်ဘာကီရဲ့တိုက်ခွက်တွေကအမြောက်တွေကိုအခြေခံပြီးလူဖီကဓာတ်တွေတနက်တွေကိုအခြေခံပါတယ်ဘာကီကရှမ်းရဲ့ငယ်တငယ်ချင်းဖြစ်ပြီးငယ်ဘဝမှာရှမ်းနဲ့တူတူပင်လယ်ဓမြဘရင်ကြီးဂိုရီရောဂျာရဲ့သင်္ဘောပေါ်မှာတူတူကြီးပြင်းခဲ့ကြတာပါဘာကီကအိုဒါရဲ့မျက်နှာသာပေးတာကိုခံရပြီးအိုဒါရဲ့မွေးစားသားလို့လည်းပြောလို့ရပါတယ်အင်ပဲတောင်းမှာသူ့ကိုအထင်ကြီးမြောက်စားကြတဲ့တပည့်များစွာကိုရရှိခဲ့ပြီးဒါကလည်းဘာကီကဆရာကြီးတွေနဲ့တည်နေတာကြောင့်ပါဒါကြောင့်သူ့ကိုလည်းဆရာကြီးတွေနီးတူကျမ်းမဲ့လို့ယူဆခဲ့ကြပြီးဘာကီရဲ့နောက်လိုက်ဖြစ်လာခဲ့ကြတာပါဘာကီနဲ့မတိုက်ဘူးတဲ့သူတွေဆိုရင်သူ့ရဲ့ခုံတွေကြောင့်ကျန်းတယ်လို့ထင်ကြပြီးဘာကီနဲ့ထိတ်တိုင်ရင်ဆိုင်ပူးတဲ့လူတွေမှဒါဘာကီကစောက်ပေါ်ဆိုတာကိုသိကြတာပါဘာကီကကန်တရားရဲ့မနက်သာပေးတာကိုခံရတဲ့ character တစ်ယောက်ဖြစ်ပြီးခုဆိုရင် Crocodile နဲ့မီဟုတ်လိုလူတွေကိုတောင်သူ့လက်အောက်ခံအဖြစ်ခေါ်ထားနိုင်ပြီးရောက်ကုန်တပါးတောင်ဖြစ်လာပါပြီဒါပေမဲ့ဘာကီက East Blue Villain အဆင့်ထံမတာခဲ့ပေမဲ့ Flint တိုင်းအများကြီးရခဲ့တာကြောင့်ရောဘာကီ Delivery ဆိုတဲ့အဖွဲ့ကိုတီထောင်ပြီးရေတပ်ကိုကောက်ကောင်ဒုက္ခပေးနိုင်ခဲ့တာကြောင့်ရောခိုတိုင်းနဲ့မီဟုတ်လိုတန်မာတဲ့လူတွေကိုသူလက်အောက်ခံအဖြစ်ခေါ်နိုင်ခဲ့ပြီး One Piece ကိုရှာဖွေတဲ့ပြိုင်ပွဲမှာပါဝင်လာတာကြောင့်ရောလူကြိုက်များတဲ့ character တွေနဲ့တည်နေတာကြောင့်ရောကြောင့်ဘာကီရဲ့ငယ်ဘဝကိုစိတ်ဝင်စားလာကြပြီးဘာကီကဘက်မှမွေးတာလဲဘဒူရဲ့သားလဲဘာကီရဲ့နှာခေါင်းကဘာကြောင့်နီးနေတာလဲဆိုတဲ့တီဟိုရီနဲ့အတူစိတ်ဝင်စားမှုရရှိလာပြီးလူကြိုက်များတဲ့ character တစ်ယောက်ဖြစ်လာခဲ့တာပါဘာကီကိုပြောရရင်အိုဒါအနေနဲ့ကံအကြောင်းကောင်းရင်လည်းနေရာတစ်ခုကိုရောက်လာနိုင်တယ်ဆိုတာကိုချပြခဲ့တဲ့ character မျိုးလို့ပဲထင်ပါတယ် rating ပေးရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့4 out of 10ပေးပါတယ်ကူရိုက Cat Parade ပင်လယ်ဓမြအဖွဲ့ရဲ့ခေါင်းဆောင်ပါနာမည်ကြီးလာတော့ဘောင်နီတက်ခံရပြီးရေတက်ကရန်တွေနဲ့ဘောင်နီဟန်တာရဲ့ရန်တွေကလွတ်အောင်သူ့နဲ့တူတဲ့လူတစ်ယောက်ကိုဂျန်ကိုရဲ့စိတ်ညှို့တဲ့အစွမ်းနဲ့စိတ်ညှို့ကသူ့ကိုယ်သူကပတိန်ကူရိုလို့ထင်အောင်လုပ်ပြီးတိုက်ပွဲတစ်ခုမှာအဖမ်းခံခိုင်းခဲ့ပါတယ်အဲ့လိုနဲ့သူ့နာမည်ကိုဖျောက်ဖျက်ခါရွာတရမှာလာပုံးနေခဲ့ပါတယ်ကူရိုကခါရာရဲ့အိမ်မှာခရာဟာဒေါဆိုတဲ့နာမည်နဲ့အိမ်ထင်းအပြေးဝင်လုံးနေခဲ့တာပါခါရာကသူ့မိဘတွေမရှိတော့ပဲသူကိုယ်တိုင်လည်းနေမကောင်းအမြဲဖြစ်နေခဲ့တာပါအမှန်တော့
ကုရိုကခါရာရဲ့အမွေကိုလိုချင်လို့ယုံကြည်ရတဲ့လူအနေနဲ့အိမ်မှာ2နှစ်လောက်အလုပ်လုပ်ခဲ့ပြီးခါရာနာမကျန်းဖြစ်တာကလည်းကုရိုတိုက်ခဲ့တဲ့ဆေးတွေကြောင့်ပါကုရိုရဲ့အစီအစဉ်ကခါရာရဲ့လူယုံအဖြစ်တစ်ပြလုံးကလက်ခံလာအောင်လုပ်ပြီးဖတ်မှလည်းခါရာကိုနာမကျန်းဖြစ်အောင်ဆေးတွေနဲ့နေ့စဉ်တိုက်ခဲ့ပါတယ်ဒါမှလည်းခါရာကနာတာရှိနာမကျန်းဖြစ်နေတာကိုရွာကလူတွေကသိအောင်လုပ်ခဲ့တာဖြစ်ပါတယ်ထို့နောက်2နှစ်ကြာမှခါရာကိုဂျန်ကိုရဲ့အစွမ်းနဲ့စိတ်ညှို့ကစီးစိမ်တွေကိုသူ့ကိုလှဲခိုင်းတဲ့စာချုပ်မှာလက်မှတ်ထိုးခိုင်းပြီးတပ်ပစ်မယ်လို့စိတ်ကူထားတာပါဒါမှရွာကလူတွေကလည်းခါရာကနေမကောင်းဖြစ်လို့တည်တယ်လို့ပဲထင်ကသူ့ရဲ့လူယုံကိုအမွေပေးခဲ့တဲ့အပေါ်တန်တရားခင်မှလည်းဖြစ်ပါတယ်ဒါကိုတည်သွားတဲ့လူဖီကပင်လယ်ဓမြအလန့်ဆိုတာပင်လယ်ဓမြတွေရဲ့ခုံသိက္ခာပဲပင်လယ်ဓမြလုံးရင်နောက်ဆက်တွဲကိုလည်းခံရရမယ်ဒါကိုစုံလွတ်လိုက်တဲ့ကမင်းကခုံသိက္ခာမရှိတော့တဲ့လူပဲငါမင်းလို့လူတယောက်စီမှာရှုံနေမှာမဟုတ်ဘူးဆိုကခုရိုကိုအနိုင်ယူခဲ့ပါတယ်ခုရိုကိုပြောရရင်အလုံးနဲ့ခုံသိက္ခာကိုတန်ဖိုးထားရမယ်ကိုလှုပ်တဲ့အလုံးရဲ့နောက်ဆက်တွဲကိုကြောင်းလန်းနေလို့မရဘူးဒါကိုရှောင်ပေးတဲ့လူကခုံသိက္ခာမရှိဘူးဆိုတာနဲ့နောက်ကျော်ကနေစနစ်တကျဓာတ်နဲ့ထိုးတဲ့လူတွေရှိတဲ့ဆိုတာကိုတေချာပုံဖော်ပြနိုင်ခဲ့တဲ့ character တယောက်လို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်ခုရိုကို ready ပေးရမယ်ဆိုရင်တော့ fire out ထန်ပေးပါတယ်ဒွန်ခရီပင်လယ်ဓမြအဖွဲ့က East Blue မှာအင်အားအများဆုံးပင်လယ်ဓမြအဖွဲ့ပါဒါကြောင့်ဖင်ရပြီး Grand Line ထဲမှာကြီးစိုးဖို့သွားတာ9ရက်မြောက်တဲ့နေ့မှာပဲမီဟောလက်ချက်နဲ့ဒွန်ခရီတင်မော်အစီ90လုံးနှိမ့်မြောက်ခံရပြီးခွေးပြေးဝက်ပြေးပြန်ပြေးလာခဲ့ရပါတယ်။ဒါကြောင့်အစာရေစာပြက်လက်ပြီးသိမလို့ဖြစ်နေတဲ့အချိန်ဒွန်ခရီပင်လယ်ဓမြအဖွဲ့ရဲ့ဒုခေါင်ဆောင်ခင်ရဲ့ခြေစုကြောင့်ဗရာတီစီကနေအစာရေစာပြန်ရခဲ့ပါတယ်။ဗရာတီစီကစန်းနယ်စန်းကြီးကအစာရေစာပြက်လက်မှုထံကိုကောက်ကောင်ခံခဲ့ပူတာကြောင့်ကူညီပေးခဲ့တာပါ။ဇက်ကလည်းခေတူတော့မဟုတ်ပါဘူး။ Grand Line ထဲမှာခြေထောက်နှိစက်လို့ကြော်ကြားခဲ့ပြီး Grand Line ထဲကိုအေးအေးဆေးဆေးဝင်နိုင်ထွက်နိုင်ခဲ့တဲ့သူတစ်ယောက်ပါဒါကိုသိနေတဲ့ဒွန်ခရီကဇက်ရဲ့ Grand Line ထဲကအတွေ့အကြုံတွေကိုမှတ်တမ်းတင်ထားတဲ့စာအုပ်နဲ့ဗရာတီစီကတင်မောကိုယူက Grand Line ထဲကိုပြန်ဝင်ဖို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့ကြကြတောင်ဖင်မရလိုက်ရပဲလူဖီအမသိတာကိုခံခဲ့ရပြီး East Blue မှာပဲရှုံးနေခဲ့ပါတယ်ဒွန်ခရီကလက်နက်ကိုအဓိကအားကိုးတဲ့သူဖြစ်ပြီးသူ့ကိုယ်သူလည်းလက်နက်တွေနဲ့အစင်းမြင့်တင်ထားတာပါလူဖီလိုတိုက်ခိုက်ရင်အဆုံးထိတစွတ်ထိုးတိုက်ခိုက်တဲ့သူကြောင့်တန်ကြက်ကမှအဆူတွေနဲ့ကာထားတာတောင်လူဖီရဲ့ထိုးချက်ကိုမတောက်ခံနိုင်တော့ပဲအရှုံးပေးခဲ့ရပါတယ်အမှန်တိုင်းပြောရရင်ဗရာတီစီမှာဒွန်ခရီကမိန်ဗီလိန်ဖြစ်ခဲ့ပေမဲ့ဒွန်ခရီပင်လယ်ဓမြအဖွဲ့ရဲ့ဒုခေါင်ဆောင်ခင်ကလောက်ကွယ်ပို့ထွက်ခဲ့ပြီးခင်ကြောင့်ပဲဒွန်ခရီပင်လယ်ဓမြအဖွဲ့တွေကိုဇက်လန်ထဲမှာပြန်ပါလာဖို့ One Piece fan တွေကစောင့်ဆိုင်ခဲ့ကြတာပါဇက်နဲ့စန်းကြီးတို့ကဒွန်ခရီအင်အားပြန်ပြေးလာရင်သူတို့ကိုရန်ရှာမှာတိတိကြီးနဲ့အစာရေစာပေးခဲ့တာကြောင့်စိတ်ထားကောင်းတဲ့ကျေးဇူးရှင်တွေကိုဒုက္ခပြန်မပေးချင်ပေမဲ့ဒွန်ခရီအမိတ်ကြောင့်စန်းကြီးကိုတောင်ပြန်တိုက်ခဲ့ပါတယ်ဒါပေမဲ့ဒွန်ခရီပင်လယ်ဓမြအဖွဲ့ကပလဲကဗရာတီစီကိုမီလုံးတွေနဲ့စတင်ပစ်ကမီလောင်တိုင်းတွင်တော်မဲ့အချိန်မှာမနေနိုင်တော့ပဲပလဲကိုသူကိုယ်တိုင်အမှောက်သိပ်ပေးခဲ့ပါတယ်ထို့နောက်ဒွန်ခရီကိုငါမင်းကိုတစ္ဆာဖောက်တာမဟုတ်ဘူးငါလို့ရဲ့အတွက်ငါအပြစ်ကိုနောက်မှခံမယ်ဆိုကဆန်းကြီးနဲ့ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်ပင်လယ်ဓမြအဖွဲ့တစ်ခုမှာကပတိန်ကိုလေးစားမှုကအဓိကဖြစ်ပြီးခင်ကဒွန်ခရီပင်လယ်ဓမြအဖွဲ့ထဲမှာဒွန်ခရီပေါ်တစ္ဆာအရှိဆုံးပါခေါင်းဆောင်ရဲ့လောက်ရက်ကိုမကြိုက်ပေမဲ့သူကပတိန်ကိုတော့လေးစားကလမ်းမှန်ကိုရောက်စေခြင်းနဲ့တစ္ဆာအရှိဆုံးလူတစ်ယောက်ပါပဲထို့နောက်ဒွန်ခရီကလူဖီကိုမနိုင်တော့ပဲအစိမ့်ငွေ3ကတိုက်ခိုက်တဲ့အချိန်မှာအစိမ့်ငွေကမျက်နှာဖုံးကိုသူမတက်ပဲစမ်းကိုအတင်တက်ပေခါသူကိုယ်တိုင်ကအစိမ့်ငွေတွေကိုဓာတ်ရိုက်ခံခဲ့ပါတယ်ဒွန်ခရီရှုံးသွားတော့ကလည်းသူ့ဖွဲ့သားအားလုံးကိုဥဆောင်ကပြန်ခေါ်သွားခဲ့ပြီးလူဖီနဲ့စန်းကြီးတို့ကိုမင်းတို့လည်း Grand Line ထဲကိုသွားကြမှာမလားတနေ့ Grand Line ထဲမှာပြန်ဆောင်ကြမယ်ဆိုကထိုအချိန်ထဲကစပြီး One Piece fan တွေကခင်းကိုဇက်လန်ထဲမှာပြန်တွေ့ရဖို့စောင့်ဆိုင်ခဲ့ကြပြီးခင်းရဲ့စကားအတိုင်းဒွန်ခရီပင်လယ်ဓမြအဖွဲ့ကို Black Bee ရဲ့ဟာချီနိုရှိုကျွန်းမှာပြန်တွေ့ခဲ့ရပါတယ်မကထဲမှာခဏလေးပဲတွေ့ခဲ့ရပေမဲ့အရန်ကိုကျင်းနဲ့အားရခဲ့ရပါတယ်ဒွန်ခရီကိုတိမ်မကြိုက်ပေမဲ့နောက်ဆုံးပြန်တွေ့ရတဲ့ပုံအရာအရန်ကိုပြောင်းလဲနေပြီးခင်းနဲ့စန်းကြီးကိုပြန်ဆုံစေချင်တာကြောင့်စောင့်ကြည့်ခဲ့ရပြီးဒွန်ခရီကိုတော့ rating 4 out of 10ပေးပါတယ်အားလုံးပင်လယ်ဓမြအဖွဲ့က East Blue မှာကြီးစိုးနေတဲ့ငါးလူသားပင်လယ်ဓမြအဖွဲ့ပါငါးလူသားဖြစ်တာကြောင့်လူတွေရဲ့ခွဲခြားဆက်ဆံမှုကိုခံခဲ့ရပြီးငါးတွေလို့ပဲသဘောထားကဆက်လက်စီရဲ့ရကွန်တွေရဲ့ကျွန်းအဖြစ်အလှမွေဖန်ဆီးနှိပ်စက်ပြီးဆက်ရှုပ်စရာသတ္တဝါတွေလို့ပဲဆက်ဆံခံခဲ့ရတာပါဒါကြောင့်အားလုံးကလူသားတွေကိုအယံမုံတီက East Blue ကရွာလေးတစ်ရွာမှာအားလုံးဘက်ကိုစောက်ပြီးရွာသားတွေကိုအနိုင်ကျင့်နှိပ်စက်ခဲ့တာပါအားလုံးဘက်ကအမှန်တော့အားလုံးတို့ငါလူသားတွေငယ်ဘဝကအယံသွားကျင်ခဲ့တဲ့စာဘာဟိုဒီအပတ်ကိုအခြေခံပြီးတော့တိဆောက်ထားတာပါငယ်ဘဝက trauma တွေကြောင့်ရော
ငါလူသားတွေကိုအစင်းနေတသဝါတွေလိုလူသားတွေကအမြဲဆက်ဆံတာကြောင့်ရောစားတဲ့အချက်တွေကြောင့်ရက်ဆက်ကြမ်းတမ်းတဲ့ feeling ဖြစ်လာခဲ့တာပါဒါပေမဲ့နာမီကိုနှိပ်စက်ခဲ့တာကြောင့်လူဖီတို့အဖွဲ့ရဲ့ချီမုံချင်းကိုခံခဲ့ရပြီးလူဖီကအားလုံးကိုအားလုံးပတ်ကြီးပြိုကျအောင်ကန်ခဲ့ပြီးအမှောက်သိပ်ခဲ့တာပါအားလုံးကသူဆိုးသွမ်းရတဲ့နောက်ကြောင်အကြောင်းပြချက်ခက်ခိုင်လုံလုံရှိပြီးသူအဖွဲ့သားတွေအပေါ်လဲတနာကျင်နာမှုနဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပြီးသားခဲ့ပါတယ်။အိုရာကအားလုံးကိုလူတွေရဲ့ခွဲခြားဆက်ဆံမှုနှိမ့်ချမှုတွေကြောင့်ထွက်ပေါ်လာတဲ့မကောင်းဆိုးဝါးဖြစ်ပေမဲ့သူလူမျိုးတွေအပေါ်ချစ်ခင်တဲ့နှလုံးသားနူးတဲ့လူချမ်းကြီးအဖြစ်ပုံဖော်ရေးဆွဲခဲ့တာပါ။အားလုံးကိုကျွန်တော်အနေနဲ့ rating ပေးရမယ်ဆိုရင်7 out of 10ပေးပါတယ်။ဒီဗီဒီယိုကတော့ One Piece ထဲမှာ Luffy တို့ရင်ဆိုင်ခဲ့မှုတဲ့ villain တွေကိုကျွန်တော်အမြင်နဲ့ rating ပေးထားတာပဲဖြစ်ပါတယ်။နောက်ရက်တွေမှာလည်းဒီဗီဒီယိုလေးရဲ့ပတ်တူကိုတင်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ရဲ့ channel လေးကိုစောင့်ကြည့်ပေးကြပါဦး။ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်